နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးကံမြင့်တန်းသည်ဇွန်လ23ရက်နေ့မိုးလယ်ပိုင်းမှာဇေယျတီတီမြို့နယ်နရဗန်ချောင်းအားတန်နေကြီးရွာမှာပေါင်းလောင်းတမန်သွားတဲ့လမ်းထိချောင်းချဲ့တွင်ချင်းတူဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကိုကြီးစုစစ်ဆေးပါသည်အဆိုပါချောင်းချဲ့တွင်တူဖော်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီပါကဇေယျတီတီမြို့နယ်အောင်ဇေယျရပ်ကွက်နှင့်ကြီးတောင်အုပ်စုတွင်ရှိလမ်းမြေ250ဧကခန့်မွန်းတဲ့ကွင်ကြေးရရှိအင်ဂျီ150ခန့်နှင့်ရန်ကုန်မန္တလေးကားလမ်းနှင့်ပင်လောင်းလမ်းစုံတို့မှာရေကြီးရှမ်းမှုရော်နေတက်တာသွားမှာဖြစ်ပါတယ်ဆက်လက်ပြီးနေပြည်တော်ကောင်စီဥက္ကဋ္ဌသည်ဇေယျတီတီမြို့နယ်ကြီးအောင်ကျေးရွာအုပ်စုပေါင်းလောင်းမြင့်နီးမှာကျင်းပပြုလုပ်တဲ့ရေပြင်ကယ်ဆယ်ရေးဇက်တိုက်လေ့ကျင့်ခန်းသို့တက်ရောက်ပြီးအမှာစကားပြောကြားကာရေပြင်ရှာဖွေကယ်ဆယ်ရေးဇက်တိုက်လေ့ကျင့်မှုနဲ့တဘာဘေးအနေနဲ့အတွက်အသည့်ပြင်ဆင်ထားတဲ့ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများခင်းကျင်းပြသထားမှုအခြေအနေများကိုကြီးစုစစ်ဆေးပြီးလိုအပ်တာများမှာကြားခဲ့ပါတယ်အဲဒီမှာနေပြည်တော်ကောင်စီဥက္ကဋ္ဌဦးကမြင့်တန်းသည်တာဝန်ရှိသူများနှင့်အတူဇေယျတီတီမြို့နယ်တာယာဝမ်းကျေးရွာရှိကြည်ကြောင်ဝမ်မွေးမြူရေးခြံသို့ရောက်ရှိပြီးဝမ်မွေးမြူထားရှိမှုအခြေအနေများကိုလှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းလည်းသိရှိရပါတယ်ခင်ဗျာ